အခုအချိန်ကနေစပြီးနိုင်ငံကျော်ဟာတလူရှင်တော်များဖြစ်ကြတဲ့ရုပ်ရှင်နဲ့ဘူရီယိုတရုပ်ဆောင်ကျွန်တော်တို့ဆရာဖြစ်တဲ့ဆရာကိုမိုးတိန်နဲ့အတူကိုထဲတို့ကိုလည်းအလုပ်ပရိသတ်ကြီးလက်ခုပ်တံများများနဲ့ကြိုးတော်လိုက်ပါဤတွင်ဇတ်တော်ပေါင်းလို့အကြောင်းတော်သိပါပြီလားမစထွက်အောင်ရှိသေးတယ်ဇာပေါင်းခိုင်းကိုရရွေးအေးဒါမှတိုင်းပြောမယ်ဆိုတာမဟာရန်ကုန်ဂျက်စတင်လက်ထက်တဲကဟုတ်ကဲ့ဆင်ပြင်လာခဲ့တဲ့အတိုင်းဝိုင်းမှာဟုတ်တယ်ဒါဒီကလူကြီးပေါ့နော်ဟုတ်တယ်တန်ဂျက်ဆက်တွေရောဟုတ်ကဲ့ဟုတ်လားဆိုင်းဝိုင်းကြီးရဲ့အပြင်စင်တွေရောမကျွန်တော်တူလေးကဘာမှသူကိုယ်တိုင်ထပ်ပြီးတော့ဒါတွေထပ်ကွန်မယ်ဒါတွေထပ်ညွှန်မယ်လို့သူရင်ထဲမှာမရှိပါဘူးဟုတ်တယ်ဖေးရဲ့အမွေကိုထိမ့်သိမ်းထားတဲ့ဆက်စတင်ကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီဆက်ဆိုလည်းဒါဂျက်စတင်လက်ထက်တဲကအတန်ဂျက်ဆက်တွေပဲဟုတ်လားဆက်တွေကအစ်စ်တွေဟုတ်လားဒါ USA အမေရိကန်ပြည်တွေကြီးပဲဟုတ်ကဲ့အဲ့ဒါမိုးရဲကအပေါင်းတိုင်းကဘာလုံးမှမသိလို့ဒီမိုက်ကအဲ့လိုဖြစ်သွားတာမီးစတယ်သွားတာဟုတ်လားဟုတ်တယ်မသိဘူးအပေါင်းတရားများကိုနစာတွေဖြုတ်လဲလိုက်လားလို့သိချင်းဆိုရင်အပေါင်းတရားတော့လုံးမလားဒီကအစ်စ်တွေကြီးပဲဘယ်တော့မှလည်းမပေါအောင်လုံးရင်အပြန်ရောက်နေမှာကဲကောင်းပါဦးဖေးရောက်ခုနကကိုမိုးတိန်ဆိုသွားတာကိုယ့်ရဲ့ဌာနေဟုတ်ကဲ့ဒီတချင်းမျိုးကဆိုသိနေအိမ်မှာဖွင့်ရင်လည်းဖွင့်သိတဲ့တချင်းဟုတ်တယ်လောကမှာမဆိုသိတဲ့တချင်းရှိတယ်ဆိုသိတဲ့တချင်းရှိတယ်တချင်းဆိုတာတော့ဆိုသိလို့တာရေးထားတာနေမှာပေါ့တယ်တို့ရဲ့ဘယ်ဟုတ်မလဲဆိုသိတဲ့ဖွင့်သိတဲ့တချင်းကိုတချင်းမျိုးလဲဆိုရင်ဘယ်လောက်ကောင်းလဲဘယ်လဲဗါတယ်ရွှေလိုချင်းရွှေဖြစ်ရမယ်ပြောင်းနှောင်းပူနှောင်းငွေလိုချင်းငွေဖြစ်ရမယ်ကွယ်လူစိတ်ဓာတ်လောကအများဆုံးတကယ်ဟဲ့စိတ်လိုချင်းစိတ်ဖြစ်ရမယ်ဟောလေတယ်တို့အိမ်လိုချင်းအိမ်ဖြစ်ရမယ်ကွယ်လူစိတ်ဓာတ်လောကအများဆုံးတကယ်ရွှေလိုချင်းရွှေဖြစ်ရလဲနေတဲ့အိမ်သားလေးမှာရှေ့ကိုဆက်ရွှေပဲလိုချင်တာတခြားဟာမှမလိုချင်တာဘူးတရောင်းသားဟုတ်ကျွန်တော်ဒီလိုတချင်းမျိုးဆိုဖွင့်ဝင်ဆိုတဲ့ဖွင့်နေတဲ့တကယ်လို့များစတူဒီယိုဖွင့်မလားဟိုတချင်းမျိုးဘုံကြီးပါစေတဲ့ရှင်စေအောင်ရွှေလန်းချမ်းသာစေဘုံကြီးပါစေတဲ့ရှင်စေအောင်ရွှေလန်းချမ်းသာစေငါစုတောင်းရင်မေတ္တာတရားတွေပွားများတာအဲ့တချင်းလို့လေဒိုးလုံးတချင်းမိုက်တယ်လေအဲ့ဒါမဟုတ်ကျွန်တော်ကဆိုသိတဲ့တချင်းဖွင့်တဲ့တချင်းကိုပြောပြတာကောင်းနေတယ်တချင်းကမင်းကိုစိတ်ဝင်စားနေတယ်စိတ်ဝင်စားလို့မရဘူးမဆိုတဲ့တချင်းရှိတယ်ရှိလို့လားမဖွင့်တဲ့တချင်းဘယ်တချင်းခင်ဗျားတို့ရက်ွက်ကတရားရုံးရှိရလက်ဖက်ဆိုင်ရမဖွင့်တဲ့တချင်းကိုဖွင့်တာဟာတရားရုံးကလက်ဖက်ဆိုင်မယ် तू ကြုံတဲ့တချင်းဖွင့်မှာပေါ့ဟိုတချင်းကိုဖွင့်တာလေဘယ်တချင်းဟိုတချင်းဗါတယ်ဟိုမာရာရှိတောင်းမှန်ပါတယ်ဥမာရာရှိတောင်းမှန်ပါတယ်တရားရုံးရှိမှာဖွင့်တာလုံးဝမဖွင့်သေးဘူးဘာဖြစ်လို့လဲတရားရုံးရှိမှာဖွင့်လို့မရဘူး तू ကသူ့ကိစ္စ तू ရှင်းမှရမှာလေအော်ဟိုကအမိန့်ချတော့မယ်အခုမှတောင်းမှမရတော့ဒါမစိုးသေးနဲ့မဖွင့်သေးတဲ့ချင်းကျွန်တော်ပြောပြအော်ဘာရောက်ပါအဲ့ဒါဆိုလည်းမင်းအိမ်မှာမဖွင့်နေတဲ့တချင်းတွေမဖွင့်နေတယ်နော်ဘယ်တချင်းကိုဖွင့်လို့ကတိကတာဟိုတချင်းချတာဖွင့်တာမကောင်းလေဘယ်တချင်းလဲကြုံရဟာမောဒီပင်နဲ့တလန်ကွာပါဒီစัจ java လာငိမ့်တဲ့၍မျက်ရှိဆုံးကျဲတော်မူလေကောင်းပါတယ်ဓမ္မတေးကိုအဲ့ဖရာသချင်းလေအေးလေမင်းကအယက်သမားအိမ်မှာဖရာသချင်းဖွင့်တော့ဖရာသိခါမကြဘူးလားတော့မင်းအိမ်မှာဖွင့်ရမှာဟိုသချင်းဘယ်သချင်းလဲအယက်ကိုကြိုက်လို့တောက်တဲ့သူအစိပ်ပြောတတ်လို့တောက်တဲ့သူစိန်ငင်းတဲ့မူမှာငန်းအညံနေဆောင်တော့ပြောင်းပြီးသိဆန္ဒကတောင်းပြီးတောက်ပြလိုက်မယ်အယက်များများငန်းအဲ့ဒါအယက်သချင်းနဲ့အယက်သမားအိမ်မှာအဲ့ဒါမှဝမ်းဆက်တချင်းဖွင့်တာမှားနေတယ်ဟောအဲ့လိုလားဟုတ်တယ်အဲ့ဒါဆိုလည်းခမရလည်းတခါတည်းမှာထားမယ်ခမရကျွန်တော်အိမ်ကိုရောက်ရင်ကြုံမိမကိုကြည့်ပြီးဟိုတချင်းမဆိုနဲ့ဟဲ့မင်းမကိုကြည့်ပြီးငါဘာတချင်းဆိုခမရဆိုတဲ့တချင်းလေတောကူလုံးမလမ်းမရရင်တချူနဲ့ခုပြင်မယ်မထားခွဲငါဟာယောက်ျားတစ်ယောက်ဖြစ်တယ်ငါယောက်ျားပဲဘာယောက်ျားလဲသူ့တချူကလူစင်လည်းမမီပဲနဲ့မင်းဘယ်သူအချင်းညာခိုင်းလို့လဲခမရလည်းမဆိုနဲ့အဲ့ဒါဆိုငါလည်းမင်းအိမ်ဘက်ကိုလာရင်မင်းငါ့ကိုတွေ့မှာဟိုတချင်းစောင်းဖွင့်တယ်နော်ဘယ်တချင်းလဲဘာလဲဟိုမေကြော်တော့လေတကြီးပါကွယ်ညာတော့လေလီတို့သားနေရဲ့မမြင်ညောင်ဆောင်းကားရရှောင်းညင်လို့ပဲကားရတကယ်တော့လေမေငါကြီးစားသူများနေညာပြီကွယ်ငါဘာမဖြစ်မင်းအခုချိန်ဒီကြိတ်ပြီးခံစားနေတော့ဟုတ်တယ်ကျုံမိမခမရနဲ့ကွဲလို့ဆိုအခုချိန်ကြီးဝမ်းနဲ့မောက်ကုန်ဖြစ်နေတာငါနဲ့တော့ပက်လက်ကြီးပါဘာတော့ကဝမ်းနဲ့ပက်လက်ပါသရောင်းသားရဲ့နည်းနည်းလေးတော့အမားမခံဘူးမခံဘူးတချင်းခမရလည်းဆိုတော့တကယ်ကောင်းတယ်ရှေ့ကတန်းငယ်လေးဆက်စလေးဆိုတာလည်းကောင်းတယ်ကျွန်တော်အဲ့လိုတချင်းတွေကိုဆိုချင်တာဆိုချင်းဆိုလေးအခွင့်ရေးရပြီလေယောဂကြောင့်မဆိုတာဟဲ့ဘာယောဂဖြစ်ရပြန်မလဲမဆိုတတ်တဲ့ယောဂလေမဆိုတတ်ရင်မဆိုတတ်ဘူးလို့မပြောဟိုမှာနောက်မှမင်းတို့ငါတို့ပြီးသွားရင်နောက်မှငါမိမ3ယောက်အလှည့်ရှိသေးတယ်သူမိမ3ယောက်တော့ဖြစ်ရအောင်မယ်တ
ထားပါသူတို့ပိုင်သူတို့အမဟိုပြီးတော့မှ DJ တွေတီးပါအဲ့ဒါတက်သွား ငါစော်3ပွေအလှည့်ပေးအောင် ကဲပေးပါမှာကျွန်တော်ဆိုချင်သေးတယ်ဗျခင်ဗျားကျွန်တော်ဆိုပြီးကြောက်ကြမဆိုပါဘူးလား အော်ဆိုဆို ကျွန်တော်အဲ့လိုဟိုစိုင်းတယ်လေကျွန်တော်မဆိုတတ်ဘူးဟမ်ကျွန်တော်အတန်လေးကြီးနှခမ်းမောင်းနှခမ်းလျှောက်တဲ့အတန်ဖြစ်နေ ဟမ် ကျွန်တော်အတန်ကြီးနှခမ်းမောင်းနှခမ်းလျှောက်တဲ့အတန် ငါဟိုနေဆက်စတင်းကိုငါမှားခိုင်းပေးမယ်လေမန္တလေးကိုလေ ပါလေ ဒေတို့အတန်နဲ့ကြိုက်တဲ့ကြီးမောင်းလေးထုပေးပါ အလုံးလေးတွေလုပ်ပြီနော်20တလုံးမကောက်လုပ်ပြီအကောင့်ပြတော့နောက်တစ်ခါနောက် music wine နဲ့လည်းကျွန်တော်မရဘူး ဟာတို့ဟိုနောက်တိုင်းဝဲလို့ပါ12ကြီးတော့ပါတယ်လေ မရဘူးကျွန်တော်အစင်ပြောင်ခင်ဗျားကူညီပေး ဘယ်လိုပြရ ကျွန်တော်အစင်ပြောင်ခင်ဗျားကျွန်တော်ဗဇက်နဲ့လုပ်ပေး တရောင်းကထုံးနေပေါက်နေတယ်မသားရဲ့ ဘာလဲ ဟိုရှားတွေမှာအနာတွေဖြစ်နေတယ်လေဘာနဲ့လို့အဆင်ပြေမလား အဲ့ဒါဘာဒီခင်ဗျားတွဲနေတာလေကျွန်တော်ပြောတာကျွန်တော်တချင်းဆိုမယ်ခင်ဗျားကျွန်တော်ဗဇက်နဲ့စိုက်ဆိုဖုန်းတန်လေးလုပ်ပေး ဩအတန်နဲ့လုပ်ပြ စိုက်ဆိုဖုန်းတန်လေး ပါဇက်ကလေးနဲ့ ဗဇက်နဲ့ အတန်ဖြစ်အောင် အတန်ဖြစ်အောင် ရလို့ ကျွန်တော်ကဆိုမှာအဖြူရောင်ချဲပန်းလေးရဲ့လမ်းခူးခွေးပေးပါခင်ဗျားဒီမှာညစိုက်ဆိုဖုန်းတန်ဂေါ်